ကျွန်တော်ဒီနေ့ပြောပြသွားမယ့်ရေမွေးကတော့ Dwin ဒီနဲ့ရေမွေးပေါ့ဆိုတော့ Dwin ဒီလည်းပါတယ်ပြီးရင် Mango Sticky Rice ဆိုတော့ဟာလည်းပါတယ်ပေါ့လေဒါကတော့ Thai ရေမွေး brand ပဲဖြစ်ပါတယ်ကျွန်တော် unboxing လုပ်ပြီးပြရှင်းမှာဆိုတော့ဒီကောင်က Thai brand Voyager လို့ခေါ်တယ် Golden Hour ဗျဒီကောင်က Golden Hour လို့ခေါ်တယ်ဆိုတော့ဒီကောင်က Thai နိုင်ငံထုတ်ပြောလို့ရှိရင် Thai နိုင်ငံရဲ့ pride လို့လည်းပြောလို့ရတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ traditional ဖြစ်တဲ့ Mango Sticky Riceကျွန်တော်တို့ဒီတရတီးကောက်နှင်းလို့ပြောလို့ရသူတို့ dessert လို့ပြောလို့ရပါဆိုတော့အဲ့လိုမျိုးအနံ့ကိုသူတို့ကရေမွေးအနံ့ဖြစ်ပြောင်းလဲထားတာဆိုတော့တော်တော်လေးအထင်ကြီးစရာကောင်းတယ်ပေါ့လေဆိုတော့သူ့ရဲ့အနံ့တကယ် mango sticky rice အတိုင်းပဲ69တော်တော်မှ99ရာခိုင်နှုန်းလို့တော့ပြောလို့ရတယ်ဆိုတော့သူတို့ရဲ့ research တွေသူတို့ရဲ့ innovation တွေက top notch မှာရှိရလို့ကျွန်တော်ကတော့မြင်မိတယ်ဆိုတော့တော်တော်လေးမိုက်တယ်ဆိုတော့အရင် realistic ဖြစ်တယ်သူ့ရဲ့ mango sticky rice ကသူ့ရဲ့ပြောလို့ရှိရင်သူ့ရဲ့ opening ကအဲ့လိုမျိုးဖြစ်ပေမဲ့ dry down မှာဆိုလို့ရှိရင်အရင်ဒီ wearable ဖြစ်တဲ့အနံ့ကိုပြောင်းသွားရပေါ့လေဒီ floral ပြီးရင် mango သူ့ရဲ့ mango ကလေတော်တော်လေးမိုက်တယ်ဆိုတော့သူ့ရဲ့ tradition လို့သာပြောတာဗျဟို mango sticky rice လို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံလူတွေစားဘူးကြတဲ့လူတွေသိကြလိမ့်မယ်သူတို့ရဲ့ mango sticky rice ကကောင်းတော့ကောင်းပါရဲ့ဒါပေမဲ့သူတို့ရဲ့ထိုင်းနိုင်ငံမှာပေါက်တဲ့တည့်ရကျွန်တော်တို့ရဲ့စင်တလုံးရဲ့ခြေပြားတော့မမိဘူးပေါ့လေဆိုတော့ဒီရဲ့စင်တော့အရင်ကောင်းတယ်ဒါကတော့တော်တော်များသိမှာပါဒါကတော့အမှန်တရားပဲဆိုတော့သူတို့ဒီမှာကျတော့ကျွန်တော်မြန်မာနိုင်ငံမှာကျတော့အဲ့လိုမျိုး local pride ဖြစ်တယ်ဆိုတော့ဒီ brand လို့ထုတ်ပြောပါဆိုလို့ရှိရင်လောလောဆယ်တော့ထုတ်ပြောလို့မရသေးဘူးပေါ့လေဘာလို့ဆိုတော့အဲ့လိုမျိုးဒီ local ရဲ့ခံစားချက်လည်းမရှိဘူးဆိုတော့တစ်ခါလာလဲကျွန်တော်တို့ဒီဒူဘိုင်းကလာတဲ့အစီကိုready made အစီကိုပြန်ပြီးတော့ခွဲပြီးတော့ repackaging လုပ်ကြရောင်းတယ်ပြီးရင်ဒါနဲ့ဒူဘိုင်းဆိုပြီးတော့ရောင်းကြရပဲရှိတယ်ဆိုတော့နောက်ပိုင်းတော့ထွက်လာပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တိတ်တော့တိတော့မသိဘူးဗျအနံ့ကြတော့ဆိုတော့မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးအနံ့ထုတ်လို့ရတာအများကြီးရှိတယ်ပေါ့ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်မှာမြန်မာရိုးရာအချုံမုံတွေရှိတယ်အဲ့လိုမျိုးအနံ့တွေလိုက်ထုတ်လို့ရတယ်လက်ဖက်တုပ်မွေးကအုံနှောက်ခေါက်ဆွဲအဲ့လိုမျိုးအနံ့ကို inspire ယူပြီးတော့ creation တစ်ခု wearable ဖြစ်တဲ့ရေမွေးတစ်ခုလုပ်လို့ရတယ်ဗျာဒါကတော့သူတို့ရဲ့နိုင်ငံအခြေအနေကြည့်ပြီးတော့ပြန်ပြီးတော့စဉ်းစားတာပေါ့လေအဲ့လိုမျိုး local pride local ကအဲ့လိုမျိုးတခြားနိုင်ငံကကြည့်လို့ရှိရင် proud တစ်ခုဖြစ်တယ်လို့ခံစားရတဲ့အဲ့လိုမျိုး brand တစ်ခုမရှိသေးဘူးဗျာလို့ဆိုသူတို့နိုင်ငံမှာတော့အများကြီးပဲဗျာဒါကတော့ကျွန်တော်ဥပမာတစ်ခုပဲပြရနော်ဒီ Voyager ဆိုတာသူတို့နိုင်ငံမှာ local pride ရေမွေးအများကြီးရှိတယ်ဆိုတော့သူတို့နိုင်ငံမှာ local brand တစ်ခုဖြစ်ဖို့ဆိုတာလေရေမွေးမှာဆိုလို့ရှိရင် IFRA standard နဲ့ညီရတယ်ပေါ့လေဆိုတော့ဒီ international regulation ဒီအသားရည်ဒီမရရင်အောင်တို့ပြီးလို့ရှိရင်သူတို့ရဲ့ regulation နဲ့ညီအောင်ထုတ်ရတယ်ဆိုတော့ Chanel တို့ Dior တို့ဒီနာမည်ကြီးပြီးသားရေမွေးတွေလည်း IFRA standard နဲ့ညီရယ်ထိုင်းရဲ့ local brand တွေအကုန်လုံးကလည်း IFRA standard နဲ့ညီရယ်မြန်မာနိုင်ငံမှာတော့အဲ့လိုမျိုးသတ်မှတ်ထားတော့မရှိသေးဘူးဆိုတော့ IFRA standard ဆိုတာမရှိသေးဘူးဆိုတော့ရေမွေးစီမွေးရင်ရပြီဆိုပြီးတော့ထုတ်ကြရပဲများတယ်ဗျဆိုတော့ထိုင်းကကျတော့အဲ့လိုမျိုးမဟုတ်ဆိုတော့မြန်မာနိုင်ငံမှာကျတော့အဲ့လိုမျိုးမထုတ်သေးဘူးပေါ့လေလုပ်ငန်းရှင်တွေနဲ့လည်းကြည့်ရလို့ရှိရင်လည်းအကယ်၍ထုတ်လို့ရှိရင်လည်းဝယ်ကြပါမလားပေါ့ဆိုတော့မြန်မာနိုင်ငံမှာအဲ့ကာချာမရှိသေးဘူးအကယ်လို့များကျွန်တော်တို့ဒီမြန်မာနိုင်ငံကဒီ entrepreneur ပဲဖြစ်ဖြစ်အဲ့လိုမျိုးလုံးနေတဲ့လူပဲဖြစ်ဖြစ်စပြီးတော့လုပ်လို့ရှိရင်အကယ်၍အောင်မြင်သွားလို့ရှိရင်လူတွေကတော့လိုက်ပြီးတော့လုပ်ကြမှာပဲမြန်မာနိုင်ငံကဒီတော်များတော့မှန်တိုင်းပြောရရင်တော့ဒီစီးပွားရေးတစ်ခုကဒီအောင်မြင်နာမြင်လို့ရှိရင်လိုက်ပြီးတော့လှုပ်ချင်ကြတာဒါမှမဟုတ်လှုပ်ကြတာများတယ်ပေါ့လေဒါကတော့ထူးတော့မထူးဆန်းပါဘူးပေါ့ဆိုတော့ innovation ကတိတ်ပြီးတော့မရှိလို့တော့မြင်မိရယ်ဆိုတော့ကျွန်တော်အခုလိုမျိုးသာထောက်ပြရပါလေဆိုတော့မင်းလုပ်ပါလားဆိုတော့လေကျွန်တော်ကအဲ့လောက်ထိလဲမကျွမ်းဘူး human resource တွေအဲ့လောက်ထိမရှိဘူးဤပညာလည်းအဲ့လောက်ထိမရှိဘူးပေါ့လေဆိုတော့ဒါကတော့ awareness ရပဲဒါပေမဲ့တစ်ချိန်ကျရင်တော့အဲ့လိုမျိုးလုံးနိုင်တဲ့လူပေါ်လာလိမ့်မယ်လို့ကျွန်တော်ကတော့မျှော်လင့်မယ်အဲ့လိုမျိုးသာပေါ်လာလို့ရှိရင်ကျွန်တော် series တစ်ခုလုံး4-5ပြန်လောက်ကိုပြန်ဝဲမှာကြိ၍ local brand အဲ့လိုမျိုးသာထွက်လာလို့ရှိရင်ပေါ့ဆိုတော့ဒီကောင်က dry down မှာဆိုတော့ပြောလို့ပဲမျိုးဒီ opening ကလိုမျိုး realistic တော့အရင်မဖြစ်တော့ဘူး mango sticky rice လိုမျိုးပဲdry down မှာဆိုလို့ရှိရင်ဝေးရပဲဖြစ်သွားတယ်အနက်ရှူလို့ကောင်းတယ်ပြီးလို့ရှိရင် government ဖြစ်တယ်စားကျင်စပွဲဖြစ်တယ်နည်းနည်းလေးချိုဖြစ်တယ်အနက် tropical ဖြစ်တယ်ပေါ့ဆိုတော့ mango ပါတော့ဆိုတော့ကျွန်တော်ပြောတဲ့ဒီမြန်မာအချုံမုံတို့ဒီပါတော့မွေးငါးနှန်းတို့ဒီလက်ဖက်တုံးနှန်းတို့ရောပြီးတော့ creation တစ်ခုလုပ်ပါလားဆိုတော့ဖြစ်နိုင်ပါမလားပေါ့ဆိုတော့ Dwin သီးတောင်မှဖြစ်နိုင်တာပဲဆိုတော့လူတွေက Dwin သီးဆိုလို့ရှိရင်မွေးမှာဆိုလို့ရှိရင်မဖြစ်နိုင်လို့ထ
င်ကြမှာပဲဒါပေမဲ့ဒီကောင် Dwindy ကအရန် smooth ဖြစ်တယ်ဆိုတော့ Dwindy မကြိုက်တဲ့သူတော်မှဒီကောင်ကိုကြိုက်နေတယ်ဘာလို့ဆိုတော့ mango နဲ့ blend ထားတာဆိုတော့ mango နဲ့အောင်ပို့ပြီးတော့ပါတယ်ဆိုတော့ Dwindy ဆိုတာလည်းသူကအမီကန်တစ်ခုပဲဒါမှမဟုတ်အနက်ဟို smooth အရန်ဖြစ်အောင်လုပ်ထားတဲ့ပုံစံမျိုးလောက်ပဲဒီကောင်ကဆိုတော့ review ကတော့ဒီလောက်ပါပဲဒါကတော့ထိုင်းရထုတ်တဲ့ Voyager ရဲ့ Golden Hour ဖြစ်ပါတယ်